အခုဒါမြန်မာလိုဆိုလို့ရှိရင်သတင်းကြော်လာရောက်ပြီနော်အဲ့တော့သတင်းကြော်လာထဲမှာသတင်းကြော်တစ်လလုံးငွေတွေရှင်ပြီးတော့လက်တွေပွင့်နေဖို့ငွေဝင်ချမ်းပြေဖို့အတွက်လောက်ရမယ့်ရေရောင်ပြပြဘာလောက်ကမယ်ဆိုတော့ကို့အိမ်ရဖျားမှာပဲနော်အဲ့ဒီရေရောင်လောက်ကလင်ပန်းလေးထဲမှာတခြားကိုပုံပုံကနော်လင်ပန်းအဝိုင်းလေးနော်လင်ပန်းဝိုင်းလေးမရှိရင်ပကံများအဝိုင်းပေါ့ခြေပကံများလေးရလင်ပန်းကတော့ပုံကောင်းတယ်နော်အဲ့တော့လင်ပန်းအဝိုင်းလေးထဲမှာတခြားကိုပုံပုံပါနော်ပတ်ချတယ်တခြားကိုပုံပုံတခြားကိုပုံပုံนี่အနေကောင်မှာဖျောင်းနိုင်တိုင်းဆုံးနော်အဲ့ဒါကိုမိမွေးနေပေါ့လူတန်းမဲ့ဒါရေဒီယာပြုလုပ်စုကာယကံရှင်မွေးနေမနက်9:45မိနစ်ဖျားမှာသူကသူတဲ့ခါမှာဣတိပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာသရဏတပ္ပံသူတော်လောကဝိတုလောကရောပုညဓမ္မသရတိတတတိဝမြုပ်ပါဏဘုဒ္ဓဘဂဝါဆိုပြီးတော့ဘုံတော်9ပါးကို9ကပူဇော်ပြရနော်ပူဇော်ပြီးတော့ဒီသတင်းကျွတ်တလလုံးမှာလက်တွေပွင့်ပါသေးငွေတွေရှင်ပါသေးငွေဝင်ကျမ်းပါသေးနော်ငွေတွေလည်းနဲပါသေးအဖက်တွေနဲပြီးတော့ဝင်ကြီးများပြီးတော့လက်တွေပွင့်စီးပွားဥစ္စာတွေတက်ထွန်းပါသေးလို့စုတောင်းပြီးတော့အဲ့ဒီတရားနေမှန်းလေးပြုပါနော်အဲ့တော့တရားနေမှန်းကတော့ကိုယ့်ရဲ့မြို့နေမှာပြုရတယ်မနက်9:45မိနစ်မှာပြုရတယ်သူမဲ့ချိန်မှာလေဂုဏ်တော်9ပါးကို9ကောက်ပြီးတော့ခုနလည်းကိုလိုရှိရတယ်စစ်တောင်းရတယ်စစ်တောင်းပြီးလို့အဲ့ဒီတရားတွေကိုစွန့်လို့ရှိရင်ခုနတရား9ပုံမှ9ပုံနဲ့ရ4ပုံကိုတော့ကိုစားမယ်အိမ်မှာစားမယ်စားတော့တဲ့ကိုချက်လို့ရတယ်ကိုလေးကစားလို့ရတယ်ကြံ9ပုံကိုကြတော့တဲ့အနည်းဆက်ဆုံးနော်အနည်းနားမှာရှိတဲ့တဲ့ပင်လို့နော်ရောင်မင်းလို့နော်အပင်တပင်ရဲ့အနည်းနားမှာသွားပြီးတော့စွန့်ရမယ်နော်စွန့်တဲ့အခါမှာဘယ်လိုပြောပြီးစွန့်ရလဲဆိုတော့ကျွန်တော်စီမှာရှိတဲ့မကောင်းသောဓာတ်တွေညံ့ခိုက်တွေအားလုံးဖတ်သွားပါလိမ့်နော်ပေါကတွေရောက်ရှိလာတော့တဲ့ပေါကတွေအားလုံးကျင်းဝေးသွားပါပြီပေါကတွေအားလုံး listen ပတ်တယ်သွားပါပြီဆိုပြီးတော့စွန့်ပါပြီနော်အဲ့တော့ကိုစားနယ်တွေကိုထည့်တဲ့စကြားကတော့ထည့်တဲ့အခါမှာဘာပြောရလဲဆိုတော့ကျွန်တော်စီကိုနော်ဓမ္မစီကိုနော်ချမ်းသာခြင်းဒုက္ခတွေပါရောက်ရှိလာတယ်ကြည့်အေးချမ်းခြင်းတွေပါတောင်းမှုတွေပါစီးဝင်လာတာလို့ပြောပြီးတော့အဲ့ဒီတရားကိုစားအချို့ဆိုရင်စွန့်လိုက်တယ်ပေါ့စွန့်လိုက်ပြီးတော့ခုနကိုဂျူမဲ့ကိုမိသားစုအိမ်မှာပုံမဲ့စားမဲ့ကြား၄ပုံရှိတယ်လေအဲ့ဒီ၄ပုံတော့ခုနအိမ်မှာရှိတဲ့ကြားအိုးတို့ဘူးတွေကရောထားလိုက်တာပေါ့ပွားထားပြီးတော့ခုနလေးပြောပြီးတော့စားတယ်သုံးနေတာဟိုဟင်းချက်တဲ့တွေကိုလည်းထည့်တယ်ဟိုဘယ်လိုပေါ့မလဲစေးပြစ်ပေါ့နော်ဟိုစားကြတယ်နော်ခုနကစွန့်တဲ့9ပုံကတော့ဒီတိုင်းလေးပဲတနေရာမှာသာသွားစွန့်ပြီးတော့အညံ့ခိုက်ဘောကရအောင်ပြင်းစင်မင်းကြောက်ဖတ်သွားပြီဆိုပြီးတော့စွန့်ခဲ့ရုံနဲ့ဒါဆိုရင်ရ